ပန်းဆွဲတော် Luxury Condominium ဟာအမှတ်228အလုံလန်းအလုံမြို့နယ်ရန်ကုန်တိုင်းဒေသကြီးတွင်တည်ရှိပါတယ်။ရန်ကုန်မြို့ရဲ့အချက်အခြာနေရာများဖြစ်ကြတယ်။ရွှေတကုံစီတော်ပြည်သူ့ရင်ပြင်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် shopping center များဆေးရုံဆေးခန်းစာသင်ကျောင်းတို့အနီးပတ်ဝန်းကျင်မှာတည်ရှိပါတယ်။ပန်းဆွဲတော်ကွန်ဒိုမီနီယံသည်ရန်ကုန်မြို့၏ကောင်းဆုံးစီးရင်ဝင် Luxury Condominium တစ်လုံးဖြစ်ပါတယ်။အထက်ပေါင်း21ထပ်ရှိပြီးပန်းဆွဲတော်ကွန်ဒိုမီနီယံသည်အလုံးမြင့်ထားဂုံးကျော်တရားမှာကွန်ဒိုမီနီယံထံသို့ဓာတ်ရိုက်ဝင်ထွက်နိုင်သည့်အပြင်ကားပါကင်လည်း၄ထပ်ပါရှိပြီးနေထိုင်သူများ၏ကားစီးရတဲ့180ကျော်ရပ်နားလို့ရမှာပဲဖြစ်ပါတယ်။ဒါအပြင် gas parking, disable parking နဲ့ EV ကားများအားသွင်းနိုင်ရန်အတွက်လည်း Type 2နဲ့ Type 3အဆင့်ရှိသည့် EV charging စက်များပါရှိပါတယ်။ကွန်ဒိုမီနီယံမှာပတူညီတဲ့အကျယ်ဝန်း6မျိုးပေါ်အခြေခံပြီးလှပတည်သက်သောအခန်းဖွဲ့စည်းပုံများနဲ့ဖွဲ့စည်းထားပါတယ်။လျှက်စစ်တအားဖြန့်ဖြူးရေးတွင်လည်းနေထိုင်သူများဘေးအန္တရာယ်ကင်းရှင်းရေးနဲ့စွမ်းအင်ကိုချွေတာယာရောက်သည့်ဖြန့်ဖြူးရေးစနစ်များသုံးစွဲထားပါတယ်။ဂျပန်ဂျိုကာစု technology ကိုအသုံးပြု၍ water treatment system ကိုလည်းထည့်သွင်းထားပါတယ်။နေထိုင်သူများလုံခြုံရေးနဲ့ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် CCTV များတပ်ဆင်ထားပြီးသလို cat asset, door asset Fire Protective System များကိုလည်းအသုံးပြုထားပါတယ်။နားယူပန်းဖြေရင်ကောင်းကင်ကြီးနဲ့တဘာဝအလှတရားကိုကြည့်ရှုခန်းစားနိုင်မယ်။လေသာဆောင်များလည်းပါရှိပါတယ်။ကျမ်းမာရေးလိုက်စားအားကစားလုပ်နားယူခြင်းသူများအတွက် Infinity View ရှိသည့်ရေကူးကန်တွင်ကလေးလူကြီးဆိုပြီးပိုင်းခြားထားသလိုဂျာကူစီများတွင်လည်းပန်းဖြေနိုင်ပါတယ်။ဂျင်ရွန်းတွင်စက်ပစ္စည်းအစုံလင်စွာထားရှိထားပါတယ်။ပန်းဆွဲတော်ကွန်ဒိုမီနီယံသည်ယထာလန်းနဲ့နီးလို့ယထာတန်စုညံနေမလားဆိုသည့်အတွေးဖြင့်စိတ်ပူနေဖို့မလိုအောင်ခန်းများတွင် soundproof များပါရှိပါတယ်။အထက်မြင့်တို့တဘာဝဘေးအန္တရာယ်အတွက်စိတ်ပူပန်မှုမရှိရလေအောင်ခင်မီနီးပညာများနဲ့အတူလေတိုင်နှုန်း120မိုင်ပါဟာဝါအထိခံနိုင်ခြင်းမလင်တန်6 Richardson Scale အထိခံနိုင်အောင်လဲဒီဇိုင်းရေးဆွဲဆောက်လုပ်ထားတဲ့ကွန်ဒိုမီနီယံဖြစ်သည့်အတွက်လုံခြုံစိတ်ချပြည့်စုံကောင်းမွန်စိတ်အေးချမ်းသာစွာနေထိုင်နိုင်တဲ့အတွက်ပန်းဆွဲတော်ကွန်ဒိုမီနီယံကိုခုပဲလမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။